အားလုံးမင်္ဂလာပါကိုတိုင်း football U channel ကနေပြီးတော့ကျွန်တော်ညီကိုတွေကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ညကတော့ကျွန်တော်ဟိုပေါ့ကြိုက်တဲ့ပွဲစဉ်လေးတွေ၅ပွဲလာပြောပြတာပါအဲ့ဒီမှာကျွန်တော်ညီကိုတွေအဆင်ပြေရာကိုလုပ်စီချင်ပါတယ်အဲ့ဒီပွဲစဉ်နံပါတ်1ပွဲစဉ်ကတော့ကျွန်တော်တို့ဒီ10ပွဲမှာခံမှာကျွန်တော်နော်ဝေးနဲ့ Israel ပါဒီပြီးထားတဲ့ပွဲတစ်ခုကိုကြည့်ရမယ်ဆိုရင်တော့နော်ဝေးကနေနှလုံးကို45ပြအနိုင်ပေါက်နေကိုပေါင်းစီက4လုံးကို95အစားလာပြီးနေပါတယ်ဒီနော်ဝေးကိုကြည့်ရမယ်ဆိုရင်တော့မော်တိုဘာကိုသူကန်ခဲ့တယ်မှာ19နဲ့အင်ကွင်းမှာ9ပြတ်ပြ19လောက်ပြတ်ပြီးတော့သူနိုင်ခဲ့တယ်။မဲ့ဖင်လန်ကတော့သူ1-0နဲ့နိုင်တယ်။အီတလီကတော့3-9ပြတ်နဲ့နိုင်တယ်။တစ်ဖက်က Israel ကကြောင့်အီတလီကိုသူအင်ကွင်းမှာ4-5နဲ့ရှုံးထားတယ်။မော်ရိုဘာကိုတော့သူ0-4နဲ့သူဝေးကွင်းမှာနိုင်ထားတယ်။ဒီရမှတ်ကိုကြည့်ရမယ်ဆိုတော့နော်ဝေးက15မှတ်အဆင့်1ဒီ Israel က9မှတ်အဆင့်3ဆိုတော့ကဒီ Israel ကဒီပွဲပြီးလို့ရှိရင်တော့အီတလီနဲ့အင်ကွင်းမှာခံအောင်ပါဗျာ။ကံပြတော့ဒီပွဲစဉ်မှာနော်ဝေးကနှလုံးကို45ပေးနေတယ်။ပေးနေရဆိုတော့အောင်မမလားပေါ့လေကျွန်တော်ကတော့စိတ်ထဲမှာတော့ Israel ကိုပိုကြိုက်နေတယ်ကျွန်တော်စိတ်ထဲမှာတော့ Israel အသင်းနဲ့ကျွန်တော်ဂိုးအောက်ကိုပိုကြိုက်နေတယ်အဲ့တော့ကျွန်တော်ကတော့ Israel အသင်းနဲ့ဂိုးအောက်ပါနောက်တစ်ထပ်ကတော့ကျွန်တော်တို့ဒီတနိုင်15မှာပဲကန်မယ်ကျွန်တော်တို့ Estonia နဲ့ Italy ပါပြီးတဲ့ဘက်ကျတစ်ခုကြည့်မယ်ဆို Italy က3လုံးကို45ဗျာအနိုင်ပေါက်နေပြီဂိုးပေါင်းစီက4လုံးကို80စားပါဒီ Italy နဲ့ Estonia မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ Norway နဲ့ Israel နဲ့ခက်ခဲသူတို့တွေထိတ်တိုက်တွေ့နေတဲ့အချိန်မှာအီတလီကလည်း9မှတ်ပဲဗျာဒီ Israel ကလည်း9မှတ်ပဲ9မှတ်ပဲဆိုမှအီတလီကဒီအခွင့်အရေးကိုအသုံးချမယ်လို့ထင်ပါတယ်အသုံးချဖို့လည်းလိုအပ်တယ်သူအားကြောင့်အီတလီအသင်းကိုကြိုက်ပါတယ်ဂိုးအောက်ကိုလည်းပို့ပြီးကြိုက်နေပါလေလုံး80စားမှာအဲ့တော့အီတလီအသင်းနဲ့ဂိုးအောက်ပါနောက်တင်ရကျွန်တော်တို့တွေဟိုပါပေါ့ဒီနိုင်15ပါပဲခံမယ်ဘူဂေးရီးယားနဲ့တူရကီပါဒီပွဲစဉ်ကိုကြည့်ရမယ်ဆိုရင်တော့တူရကီကနိုင်ဖို့လိုနေပြီဗျာဒီလားတူရကီကနိုင်ဖို့လိုနေပြီတကယ်ကိုလိုအပ်နေတာတူရကီကဒီပွဲနိုင်မှာသူအဆင်ပြေမဲ့အနေအထားတစ်ခုလေးသူရှိတယ်ပေါ့လေဘာလို့ဆိုတော့ဒီပြီးတိုင်းပွဲတစ်ခုချင်းကျွန်တော်1 minus 90ပေါက်နေပြီးကိုပေါင်းစရာ3လုံးကို35ပြားအနိုင်ပေါက်နေပါတယ်ဒီဘက်ကဘူဂေးရီးယားချင်းသူ9ပွဲကန်တာမှာ9ပွဲရှုံး2ပွဲတည်ကြတာဗျာအိမ်ဝင်သူချုံထားတာပေါ့ချုံထားတာပေါ့လေအဲ့တော့ဘက်ကတူတကီကိုကြည့်ရမယ်ဆိုတော့စပိန်တော့သူရှုံးထားတယ်အိမ်ကွင်းမှာဒါပေမဲ့အဝေးကွင်းမှာဂျော်ဂျီယာလိုအသင်းကိုသူ2-3နဲ့သူနိုင်ထားတယ်ပေါ့လေအဲ့တော့ဒီပွဲမှာ1 minus 90ပေးနေတူတကီအသင်းကိုကြိုက်ပါတယ်တူတကီအသင်းနဲ့3လုံး35မှာဆိုတော့3လုံးလောက်တော့သွားလိမ့်မယ်လို့ပပလေးသွားလိမ့်မယ်လို့ထင်ပါတယ်အဲ့တော့3လုံး35မှာဂိုးပေါ်ကိုလည်းကြိုက်ပါတယ်နောက်တင်ကကျွန်တော်တို့ပေါ်တူဂီနဲ့အိုင်ယာလန်ပါဒီပြီးလိုက်ပေါ်တူဂီကိုကြည့်ရမယ်ဆိုတော့ပေါ်တူဂီကနှလုံးကို25ပြားအရှုံးပေးပြီးဂိုးပေါင်းစည်းက3လုံးကို45ပြားအရှုံးပေးနေပါတယ်ပေါ်တူဂီကဒီဟန်ဂေရီမှာဟန်ဂေရီတော့သူအဝေးကွင်းမှာ2-3ဆိုရတဲ့နဲ့သူနိုင်ထားတယ်အာမီနီးယားကိုတော့ Z5 နဲ့ဝေးကွင်းမှာနိုင်ထားတယ်ဘက်ကအိုင်ယာလန်ကတော့သူအာမီနီးယားကိုတော့ရှုံးထားတယ်ဟန်ဂေရီ2-2ကြထားတယ်အင်္ဂလန်လိုအသင်းကိုတော့သူအဝေးကွင်းမှာ9ဂိုးပြတ်ပြီးသူရှုံးခဲ့တယ်ပေါ့လေအဲ့တော့ပေါ်တူဂီကနှလုံး25ပြားရှိပေးနေတယ်ကျွန်တော်တို့ပေါ်တူဂီအသင်းကိုကြိုက်ပါတယ်ပေါ်တူဂီအသင်းနဲ့ဂိုးပေါ်ကိုကြိုက်ပါတယ်အင်္ဂလန်လိုတော့9ဂိုးပြတ်နေပေးရရင်တော့ပေါ်တူဂီ3ဂိုးကတော့3ဂိုးလောက်တော့သွားလိမ့်မယ်လို့ထင်ပါတယ်အဲ့တော့ပေါ်တူဂီအသင်းနဲ့ဂိုးပေါ်ကိုကြိုက်ပါတယ်နောက်အသင်းကစပိန်နဲ့ဂျော်ဂျီယာလေးပါဒီစပိန်ကပေါက်နေတာကတော့နှလုံးကို30ရှုံးပေါက်နေပြီးတော့ဂိုးပေါင်းစည်းကတော့3လုံးကို85ပြားအရှုံးပေါက်နေပါတယ်ဒီစပိန်ကရမှတ်ကတော့6မှတ်ဖြစ်ပြီးတော့ဂျော်ဂျီယာကရမှတ်3မှတ်ပါ6မှတ်နဲ့3မှတ်တည်ရမလားတစ်စစ်မဲ့ကွာတယ်ဗျာအဲ့တော့1-2ကန်တဲ့ပွဲစဉ်ဖြစ်ပါတယ်အဲ့တော့စပိန်ကနှလုံးကို30အရှုံးပေးနေတဲ့အတွက်ဒီပွဲစဉ်စပိန်နိုင်အောင်ကန်ပါလိမ့်မယ်အဲ့တော့စပိန်နှလုံး30ရှုံးမှာနှလုံးလောက်တော့သွားလိမ့်မယ်လို့ထင်ပါတယ်အဲ့တော့30ကိုကျွန်တော်ရင်းချင်ပါတယ်အဲ့တော့စပိန်အသင်းနဲ့ဂိုးပေါ်ကိုကြိုက်ပါတယ်ညကျွန်တော်ရွေးချယ်ပြီးရတော့ပွဲစဉ်5ပွဲရှိပါတယ်ကျွန်တော်ညီကိုတွေအဆင်ပြေတဲ့ပွဲစဉ်လေးတွေကိုကိုယ်နဲ့စိတ်ကြိုက်ရွေးချယ်ပြီးတော့လုပ်စေချင်ပါတယ်ကျွန်တော်နဲ့အတွေးမတူလို့ရှိရင်လည်းဘက်ကန်ပြီးတော့ကစားနိုင်ပါတယ်ကျွန်တော်ညီကိုအဲ့ဒီပွဲစဉ်တွေကျွန်တော်ကိုယ်တိုင်ပြန်ပြီးရှုပ်ပေးရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့နော်ဝေးနဲ့အိုင်ယာလန်မှာဆိုရင်တော့ Israel မှာဆိုရင်တော့ Israel နဲ့ဂိုးအောက်ကိုကြိုက်ပါတယ်ဒီဘူဂေးရီးယားနဲ့တူရကီမှာဆိုတော့တူရကီအသင်းနဲ့ဂိုးပေါ်ကိုကြိုက်ပါတယ်ပေါ်တူဂီနဲ့အိုင်ယာလန်မှာဆိုလို့ရှိရင်တော့ပေါ်တူဂီနဲ့ဂိုးပေါ်ကိုကြိုက်ပါတယ်စပိန်နဲ့ဂျော်ဂျီယာမှာဆိုလို့ရှိရင်တော့စပိန်အသင်းနဲ့ဂိုးပေါ်ကိုကြိုက်ပါတယ်နောက်ဆုံးပွဲစဉ်ကတော့အက်စတိုနီးယားနဲ့အီတလီပွဲစဉ်မှာဆိုရင်တော့အီတလီအသင်းနဲ့ဂိုးအောက်ကိုကြိုက်ပါတယ်ကျွန်တော်ညီကိုတွေအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like subscribe လုပ်ပြီးတော့ကျွန်တော်ညီကိုတွေဝင်ရပေးကြပါဦးနောက်ပြီးတော့ကျွန်တော်ညီကိုနဲ့လူပြန်လဲတွေ့ဆုံကြပါတယ်ဒီညလည်းအဝင်းကြကျွန်တော်နဲ့တူတူအဝင်းကြပါလိမ့်မယ်နောက်ပြီးတော့ကျွန်တော်ညီကိုနဲ့လူပြန်လဲတွေ့ဆုံကြပါတယ်